ဒါကျောင်းမှာဆိုလို့ရှိရင်ည10 နိုင်ကျော်နော်ည10 နိုင်ကျော်ပြီ10 နိုင်ခွဲလောက်ရှိသွားပြီညမှာပင်လယ်မှာဘာတွေရှိတယ်ဆိုတာလိုက်ပြမယ်နော်အကြည့်ဒီမှာပင်လယ်မှာလေစိမ့်စိမ့်လေးတွေလားအရှောက်ပဲမီးအောင်လေးတွေနော်ဒါမသိဘူးကောင်းကင်မှာစိမ့်နေတော့ Northern Light လို့ပြောတကယ်တော့လေဒီဥစ္စာကဒီလိုမျိုးရာသီဥတုကောင်းတဲ့အချိန်တော့ကိုဟုတ်တယ်နော်လာမိုက်တဲ့နေ့ကောင်းတဲ့အချိန်လာပြည့်နေ့တော့မရောက်ခင်ပေါ့လာမိုက်ညတွေမှာဆိုလို့ရှိရင်သူတို့တွေကအဲ့ဒီမီးစိမ့်စိမ့်လေးတွေကကျွန်တော်ကင်းမွန်ဖမ်းတာပေါ့အဲ့ဒီမီးရောင်လေးတွေမှာကင်းမွန်လေးတွေကလာတာနော်ဟုတ်လားကင်းမွန်လေးဆက်လေးတွေအကုန်လုံးအဲ့ဆက်လေးတွေအိုးသူတို့မျိုးမီးဒီအတန်းလိုက်ကြည့်နော်ဟုတ်ဘယ်လိုမျိုးဘူးอ่ะမီးဒီတို့အတန်းလိုက်ကြည့်อ่ะထုံးပြီးတော့မှအဲ့ဒါကင်းမွန်နေရှာကြတာကင်းမွန်နေရှာကြတာပေါ့နော်အဲ့လေကြီးကြီးတွေပဲအားနော်လေကြီးကြီးတွေနော်ဟုတ်တယ်အဲ့လေကြီးကြီးမီးဆက်တွေလည်းပါတယ်ပေါ့နော်ရှောက်ပဲမီးဆက်တန်တွေတော့ကြားရတယ်အိုးဘာမှလည်းအပြည့်ပဲပြည့်ပဲညဈေးတန်းမုတ်ဈေးတန်းလို့မျိုးမုတ်ဈေးတန်းလို့မျိုးဖြစ်ရှောက်ပဲရှောက်ပဲဝါနေရနော်ဟုတ်တယ်အဲ့ဒီရဲ့မီးစိမ့်နေတဲ့ဟာကျတော့တို့စဖန်တဲ့ချိန်ပေါ့ဟလားဟုတ်တယ်ကင်းမွန်တွေကိုခေါ်တာပေါ့ခေါ်တဲ့ချိန်ပေါ့ဒီရဲ့မီးလာကစားကျတော့ဒီပိုက်မှာတို့ဟိုကင်းမွန်နေမိပြီပေါ့ဟလားမိပြီပိုက်ချတာကင်းမွန်တွေအများကြီးလာစုပြီဆိုမှကင်းမွန်တွေအများကြီးလာစုပြီဆိုတော့ပိုက်ချတာဖမ်းတာပေါ့ဖမ်းတဲ့အချိန်ပေါ့ဒါကျတော့ပြီးမီးကိုငိမ့်နေတာပေါ့ပြီးမီးကိုငိမ့်လိုက်တာမီးကိုအယောင်ဖြော့လိုက်တာပေါ့ကင်းမွန်ဖမ်းလို့ရပြီဆိုတော့ပေါ့အဲ့ကြောင့်ဘုရားဘုမာလေးဘိုးဝါလေးစိတ်လေးကြောင့်ဟိုဝါလေးအများကြီးပဲတော်ရနေကြပြီပေါ့ကင်းမွန်နေဟုတ်တယ်ဟုတ်တယ်အဲ့ဒီလေးတွေကသူတို့ကင်းမွန်ဖမ်းနေတယ်ကင်းမွန်ရနေပါတော့ကဲဒီလိုမျိုးလေးကန်းချီမှာကျွန်းမှာအဲ့လိုနည်းနည်းထူးခြားတာလေးပေါ့နော်ဒါဆိုလို့ရှိရင်အားလုံးကိုပြည်စီချင်းတို့ဘုဟုတုဒလေးလည်းရချင်လို့ရိုက်ပြတာပါနောက်ဆိုလို့ရှိရင်လည်းအဲ့လိုထူးခြားလေးတွေရှိရဆိုလို့ရှိရင်ချက်ပြီးတော့ရိုက်ပြပါအောင်မယ်ပြန်လိုက်ပါမရှိနိုင်နေ